ဇလန်းလေးကတော့ Great တော်မပေါ်မီနှစ်ပေါင်း8000ခန့်ကမြောက်အာဖရိကမှာရှိတဲ့တဲကန်နာရတဲ့ကမြေခွေတစ်ခုနဲ့စတင်ထားပါတယ်။လူနယ်စုဝင်တွေနှစ်ချိတ်စာအိပ်ပျော်နေတဲ့အချိန်မှာအေယာမအာဂတာရင်ကြီးတစည်းကသူတို့အနားကိုဆင်းသက်လာခဲ့ပြီးလူနယ်စုအားလုံးကထိတ်လန့်တကြားထွက်ပြေးသွားကြပေမဲ့လူငယ်လေးတယောက်ကဆက်ဆုချင်တာနဲ့အဲ့ဒီရင်ကြီးစီကိုတွားကြည့်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အာဂတာရင်ကြီးကနေဆင်းသက်လာတဲ့အရန်ကိုကြောက်ပတဲ့အလေးနဲ့ကြီးကအဲ့ဒီလူငယ်လေးကိုဝါမျိုးသွားပါတော့တယ်။အဲ့ဒီကနေဇလန်က1928ခုနှစ်အီဂျစ်နိုင်ငံဂီဇာကိုပြောင်းသွားခဲ့ပြီးအဲ့ဒီနေရာမှာတော့ရှေးဟောင်းသုတေသနပညာရှင် Professor Lefford နဲ့သူသမီးလေးကက်သရင်းတို့ကပရမစ်တွေအနီးနားကတူးဖော်ရေးစက်ကြီးတစ်ခုမှာထူးဆန်းတဲ့အဝိုင်းပုံစံကြောက်ပြားကြီးတစ်ခုကိုတွေ့ရှိခဲ့ကြပါတယ်။အဲ့ဒီကြောက်ပြားပေါ်မှာတော့ရှေးဟောင်းအီဂျစ်စလုံးတွေရေးထွင်းထားပါတယ်။အဲ့ဒီအချိန်မှာပဲကက်သရင်းလေးကရန်နမ်မင်းရဲ့မျက်လုံးပုံပါတဲ့ကျေးလောက်ကတီလေးတစ်ခုကိုကောက်ချခဲ့ပြီးတူးဖော်ရေးလုပ်သားတွေကတော့တင်ကေတအမျိုးမျိုးပါဝင်တဲ့အေယာမတထုကွင်းကြီးတစ်ခုကိုတူးဖော်ရရှိခဲ့ပါတယ်။အချိန်လေးကြာပြီး1994ခုနှစ်မျက်မှောက်ခေတ်ကိုရောက်တဲ့အခါမှာတော့အသက်ကြီးနေပြီဖြစ်တဲ့ကက်သရင်းကဘာသာပေဒပညာရှင်ဒန်နီယယ်ဂျက်ဆန်စီကိုတွားရောက်ခဲ့ပါတယ်။ဒန်နီယယ်ကပရမစ်တွေကိုဖာရိုဘီယင်တွေတိစောက်ခဲ့တာမဟုတ်ဘူးလို့ယုံကြည်သူဖြစ်နေရကြောင်းတခြားပညာရှင်တွေရဲ့လောင်ပြောင်မှုကိုခံနေရသူပဲဖြစ်ပါတယ်။ကက်သရင်းကသူ့ကိုအလုပ်ထုတ်ခံထားရတဲ့ဘဝကနေကယ်တင်ဖို့အတွက်ရှေးအောင်စလုံးတွေကိုဘာသာပြန်ပေးဖို့ကန့်လန့်ခဲ့ပါတယ်။တစ်ဖက်မှာလည်း US လေတပ်အရာရှိတွေကအနားယူထားတဲ့ကာနက်ဂျက်အိုနီစီကိုရောက်လာကြပါတယ်။ချက်ကသူသားဖြစ်သူကသူ့တနက်နဲ့သူမတော်တဆပြစ်မိပြီးတေဆုံးသွားခဲ့တာကြောင့်စိတ်တက်ချက်ကအိမ်အောင်လေးလေးပြုတ်ကွဲလူနေပါဖြစ်နေသူပါဒန်နီယယ်ကတော့ကိုလိုရာဒိုပြည်နယ်ကလှုပ်ဝက်စစ်အခြေစိုက်စခန်းတစ်ခုကိုရောက်သွားခဲ့ပြီးအဲ့ဒီမှာရှိနေတဲ့အေယာမကြောက်ပြားကြီးပေါ်ကတင်ကေကြတွေကိုလေ့လာရင်းနဲ့တခြားပညာရှင်တွေမှားယွင်းဘာသာပြန်ထားတာကိုပြင်ဆင်ပေးခဲ့ပါတယ်ဒန်နီယယ်လည်းကြောက်ပြားပေါ်ကစာသားတွေကကျဲစုတကားဝ Stargate လို့ခေါ်တဲ့အရာတစ်ခုကိုရည်ညွှန်းနေတာဖြစ်ကြောင်းဖော်ထုတ်ပေးလိုက်ပါတော့တယ်ဒန်နီယယ်ရဲ့ရှာဖွေတွေ့ရှိမှုတွေကိုကာနယ်ချက်ကကြားဖြတ်ဟန်တာလိုက်ပြီးဒီစီမံကိန်းဟာအမေရိကန်လေတပ်ရဲ့လှုပ်ဝက်စီမံကိန်းဖြစ်ကြောင်းကြေညာလိုက်ပါတယ်ဒါပေမဲ့ဒန်နီယယ်ကတော့လက်မလျှော့ပဲ14ရက်အတွင်းမှာတင်ကြောက်ပြားပေါ်ကလူဝက်တင်ကေတာတွေကိုအောင်မြင်စွာဘာသာပြန်နိုင်ခဲ့ပါတယ်။သူရှာဖွေတွေ့ရှိလိုက်တာကတော့အဲ့ဒီတင်ကေတာတွေဟာတကယ်တော့ကျေစုတန်းတွေဖြစ်နေပြီးဒီကျေစုတန်းတွေကအာကာသတွေကတိကျတဲ့တီနီယာတစ်ခုကိုညွှန်ပြနေတဲ့မြေပုံတစ်ခုဖြစ်နေတာကိုသိလိုက်ရပါတယ်။ဒန်နီယယ်ကတင်ကေတာ6ခုဟာအာကာသတွေကဥတီချက်တွေဖြစ်ပြီး9ခုမြောက်တင်ကေတာဖြစ်တဲ့ပရမစ်ဘေးမှာလူ2ယောက်ရှိခိုးနေပြီးထိတ်မှာနေမင်းရှိနေတဲ့ပုံကတော့ကျွန်တော်တို့ရှိနေတဲ့မူလစမှတ်ဖြစ်တယ်ဆိုတာကိုဖော်ထုတ်ပေးလိုက်ပါတယ်။အဲ့ဒါကိုသိလိုက်ရတဲ့ကာနယ်ချက်ကဒန်နီယယ်ကို1928ခုနှစ်ကတွေ့ခဲ့တဲ့တထုတွေ့ကြီးစီကိုခေါ်သွားပါတော့တယ်။ဒီလိုနဲ့စစ်တပ်နဲ့သိပ္ပံပညာရှင်တွေပူးပေါင်းကဒန်နီယယ်ပေးတဲ့တင်နီယာတွေကို Stargate ထဲမှာရိုက်ထည့်လိုက်တဲ့အခါမှာတော့အင်မတန်ပြင်းထန်တဲ့ဝဲကက်ကြီးတစ်ခုပွက်လာပါတော့တယ်။ပထမဆုံးအနေနဲ့စက်ရုပ်တစ်ခုကိုအထက်ကိုလွှတ်ကြည့်လိုက်တဲ့အခါမှာတော့အဝေးကြီးမှာရှိတဲ့ galaxy တစ်ခုစီကိုရောက်သွားခဲ့ပြီးအဲ့ဒီကျိုရဲ့လေတူးဟာကမ္ဘာမြေနဲ့တပုံစံနဲ့တူကြောင်အချက်လက်တွေပြန်ပို့လာပါတယ်။ဒီလိုနဲ့ Stargate ဆိုတာတစ်ဖက်နဲ့တစ်ဖက်ဆက်သွယ်ထားတဲ့တကားနှစ်ချက်ဆိုတာကိုအားလုံးသိလိုက်ရပါတယ်။ဒါပေမဲ့ကာနယ်ကတစ်ဖက်ချောင်းကိုသွားရင်ပြန်လာဖို့ကုတ်တွေကိုတိမှမဟုတ်တဲ့အတွက်ခီးစဉ်ကိုဖျက်သိမ်းဖို့အကြံပြုခဲ့ပေမဲ့ဒန်နီယယ်ကသူကူညီနေကြောင်းပြောခဲ့တာကြောင့် General West ကဒီခီးစဉ်ကိုခွင့်ပြုပေးလိုက်ပါတယ်။နောက်နေ့မှာတော့ကက်သရင်းကဒန်နီယယ်ကိုသူမရဲ့လောက်ကတ်သေးလေးကိုလက်ဆောင်ပေးခဲ့ပြီးဒန်နီယယ်ကတော့ကာနယ်ချက်ဦးဆောင်တဲ့စစ်သည်9ဦးနဲ့အတူ Stargate ထဲကိုဝင်သွားခဲ့ပါတယ်။အလွန်မြတ်ဆန်ပြီးခေါင်းမူနောက်ဆာကောင်းတဲ့အစီအစဉ်အပြီးမှာတော့သူတို့ဟာတခြားချိုတစ်ခုပေါ်ကိုရောက်သွားခဲ့တယ်။သူတို့ရောက်တဲ့နေရာဟာကဘာကဂီဇာပရမစ်နဲ့တပုံစံနဲ့တူတဲ့ပရမစ်ကြီးတစ်ခုရဲ့အထက်မှာဖြစ်ပြီးကာနယ်ချက်ကတော့ဒန်နီယယ်ကိုအဲ့ဒီဘက်အချမ်းက Stargate ကိုပြန်ဖွင့်နိုင်မှုအချက်ချင်းပြင်ဆင်ခိုင်းလိုက်ပါတယ်။ကဘာမှလို့တင်ကေတာတွေရေးထွင်းထားတဲ့ကြောက်ပြားကြီးကဒီဘက်အချမ်းမှာမရှိတာကြောင့်ဒန်နီယယ်ကပြန်ဖို့အတွက်လိုအပ်တဲ့တင်ကေတာတွေကိုမြို့ထဲမှာလိုက်ရှာဖို့လိုအပ်ကြောင်းပြောလိုက်ပါတယ်။ကာနယ်ရဲ့ပရမစ်အနီးမှာစခန်းချဖို့အမိန့်ပေးလိုက်ပြီးဒန်နီယယ်ကတော့အဖွဲနဲ့ခလန်းလမ်းမှာကလပ်အုပ်နဲ့တူတဲ့တတဝါကြီးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။သူ့နားကပ်သွားတဲ့အခါမှာတော့အဲ့ဒီတတဝါကလန့်ပြီးထွက်ပြေးသွားတာကြောင့်ဒန်နီယယ်တယောက်တဲကန်နာရတဲ့ကိုဒီယိုတိုက်ပါသွားပါတော့တယ်။ကျန်တဲ့အဖွဲသားတွေလက်ရှာကြည့်တဲ့အချိန်မှာတော့တဲကန်နာရထဲမှာလူသားတွေအလုံးလုံးနေတဲ့တထုတွေ့ကြီးတစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒီတထုတွေ့အလို့သမားတွေကဒန်နီယယ်တို့ကိုမြင်လိုက်တဲ့အခါမှာတော့သူတို့ဝတ်ဆင်ထားတဲ့အဝတ်စားတွေကြောင့်အံ့ဩနေခဲ့ကြပါတယ်။ဒါပေမဲ့ဒန်နီယယ်ဆွဲထားတဲ့လောက်ကတ်ဒီကိုမြင်လိုက်တဲ့အချိန်မှာသူတို့ကိုနက်ဖျားရည်စစ်တမန်တွေလို့ထင်မှတ်ပြီးအယိုသေးပေးကဝတ်ပြုနေခဲ့ကြပါတယ်။တစ်ဖက်မှာလည်းစစ်သားတယောက်ဖြစ်တဲ့ Brown ကသူတို့တူးနေတဲ့တထုဟာကြောက်တလင်းဖြစ်နေကြောင်းနဲ့ Stargate ကိုပြုလုပ်ထားတဲ့တထုအမျိုးအစားနဲ့တူနေတာကိုသတိထားမိလိုက်ပါတယ်။မကြခင်မှာပဲမျိုးနွယ်စုကောင်းဆောင်ကပ်ဆူရောက်လာခဲ့ပြီးဒန်နီယယ်ကတော့သူတို့ဟာရှေးဟောင်းအီဂျစ်စကားနဲ့စင်တူရဲ့ဘာသာစကားကိုပြောနေမှသိလိုက်ပေမဲ့တေချာတော့နားမလည်သေးပါဘူး။ဒန်နီယယ်ကသူတို့ကိုချောကလက်ကျွေးလိုက်တဲ့အခါမှာတော့ကပ်ဆူကအရန်သဘောကျသွားခဲ့ပြီးသူတို့ရဲ့မျိုးတဲကိုဖိတ်ခေါ်ခဲ့တာကြောင့်ဒန်နီယယ်လည်းဒါဟာပြန်ဖို့လမ်းကိုရှာဖို့အကောင်းဆုံးအခွင့်အရေးလို့ယူဆကမျိုးတဲကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။မျိုးနယ်စုဝင်တွေကတော့ဒန်နီယယ်တို့ကိုနက်ဖျားတွေလိုစစ်ဆန်ပြီးမျိုးတဲကိုခေါ်ဆောင်သွားကြပါတယ်။မျိုးရဲရောက်တဲ့အခါမှာတော့ခေါင်းဆောင်ကပ်စုကရာမျက်လုံးပုံပါတဲ့အေယာမတထုပြားကြီးကိုပြသခဲ့ပါတယ်။အားလုံးကအဲ့ဒီအမှတ်သားကိုဝတ်ပြုကိုးကွယ်နေကြတာကိုမြင်တော့ဒန်နီယယ်ကဒီချိုဘိုကရာနက်ဖျားရဲ့လှုပ်ဝက်ချက်တွေကိုစတင်မြင်မြန်ပါတော့တယ်။ဒန်နီယယ်ကရာနက်ဖျားအကြောင်းဆက်မေးဖို့စူးစမ်းနေုံမှာပဲမြို့တကားဝါကနေ Q သင်းတဲ့တစ်ခုကျဲလောင်စာထွက်ပေါ်လာပါတယ်။
အဲ့ဒီအခါရွာသားတွေအားလုံးဟာထိတ်လန့်နေကြတဲ့အိမ်ထဲကိုပြေးဝင်ကြပြီးမြို့တကားကြီးကိုလည်းအခိုင်အမာပိတ်လိုက်ကြပါတယ်။ဒါကိုကာနယ်အိုနီကသဘောမကျပဲဒေါသတကြီးနဲ့တနက်ဖောက်ပြီးရွာသားတယောက်ကိုဖမ်းဆီးမေးမြန်းပါတော့တယ်။အဲ့ဒီအချိန်မှာခေါင်းဆောင်ကပ်စုရဲ့တာဖြစ်သူရှာရီကကာနယ်ကိုမြို့တကားအပေါ်ချက်ကိုခေါ်သွားပြီးအပြစ်မှာတက်ခတ်နေတဲ့အေယာမတဲမုံတန်းကြီးကိုပြသလိုက်ပါတယ်။တဲမုံတန်းကြောင့်ပြစ်မဲ့မှာကြံခဲ့တဲ့စစ်သားတွေနဲ့လည်းအဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။အဲ့ဒီညမှာတော့ရွာထဲမှာပါတီပွဲတစ်ခုကျင်းပကြပြီးဒန်နီယယ်ကစက်သားအရသာနဲ့တူတဲ့ထူးဆန်းတဲ့တပ်တော်အသားကိုစားကြည့်ခဲ့ပါတယ်။ကာနယ်ရဲ့တိုက်တွန်းမှုကြောင့်ဒန်နီယယ်ကခေါင်းဆောင်ကပ်စုကိုရမ်မျက်လုံးအကြောင်းထပ်မိဖို့မြေပြင်ပေါ်မှာစလုံးတွေကိုရှင်းပြလိုက်ပါတယ်။ဒါပေမဲ့ကပ်စုကထိတ်လန့်တကြားနဲ့အဲ့ဒီစလုံးတွေကို6နဲ့အမြန်ဖျက်ပစ်လိုက်တယ်။ဒါကိုမြင်လိုက်ရတဲ့ဒန်နီယယ်ကဒီချိုးပေါ်မှာစာရေးသားချက်ကိုတင်းကျပ်စွာပိတ်ပင်ထားတယ်ဆိုတာနားလည်သွားပါတယ်။အဲ့ဒီနောက်မှာတော့ကပ်စုကသူ့ရဲ့သမီးရှာရီကိုဒန်နီယယ်စီကိုလက်ဆောင်အဖြစ်ပေးရခဲ့ပြီးဒန်နီယယ်ကအစပိုင်းမှာညှင်းဆိုခဲ့ပေမဲ့ဒါဟာသူမအတွက်အရှက်ရစရာဖြစ်သွားမှာဆိုတာကြောင့်လက်ခံတဲ့ပုံစံဟန်ဆောင်လိုက်ရပါတယ်။ဒန်နီယယ်ကတော့ရှာရီနဲ့အတူမြေပြင်ပေါ်မှာတင်ကြတွေဆွဲပြီးစတင်ဆက်သွယ်ကြည့်ရကနေသူမဟာစတာဂိတ်ပေါ်ကတင်ကြတွေကိုတည်နေမှရှိမိသွားပါတယ်။တစ်ဖက်မှာတော့ပြစ်မှတ်မှာစခန်းချနေတဲ့စစ်သားတွေဟာအခြေအနေဆိုးရွားသွားခဲ့ပြီးရုတ်တရက်ကျဲလောင်တဲ့အတန်နဲ့အတူလက်ဖျားရွာရဲ့အေယာမအာဂတာရင်ကြီးကပြစ်မှတ်ပေါ်ကိုဆင်းသက်လာပါတော့တယ်။စစ်သားတွေဘာမှမလုပ်နိုင်ခင်မှာအဆောင်တက်သားအချို့ကအသက်ခံလိုက်ရပြီးကျန်တဲ့သူတွေကလည်းဖမ်းဆီးခြင်းခံလိုက်ရပါတယ်။ရွာထဲမှာတော့ကာနယ်ချက်ကရွာသားလေးစကာတာနဲ့ရင်းနှီးအောင်စူးစမ်းနေခဲ့ပြီးမိကျစ်တလုံးကိုလက်ဆောင်ပေးခဲ့ပေမဲ့စကာရာကသူ့ရဲ့တနက်ကိုကင်ဖို့စူးစမ်းလိုက်ပါတယ်။ကာနယ်ချက်ကတော့တေဆုံးသွားတဲ့တားဖြစ်သူကိုတတိယသွားပြီးဒေါသတကြီးနဲ့တားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရှာရီကဒန်နီယယ်ကိုလှန်ကူတစ်ခုတည်းကိုခေါ်သွားပြီးလန်ဂျန်ဘောကတင်ကြတွေကိုပြနေခဲ့ပါတယ်။ဒန်နီယယ်ကတော့အဲ့ဒီတင်ကြတွေကိုတစ်ခုချင်းစီနာမည်တက်ရင်းနဲ့သူတို့ရဲ့ဘာသာစကားကိုအစစ်စစ်စတင်သင်ယူပါတော့တယ်။မကြခင်မှာတော့ကာနယ်ချက်ဘရောင်းနဲ့ကိုဝစကီတို့ရောက်လာကြပြီးဒန်နီယယ်ကတော့လန်ရန်ဘောကတင်ကြတွေကနေသူဖတ်လိုက်ရတဲ့ရာရဲ့သမိုင်းကြောင်းကိုကာနယ်ချက်ကိုပြန်ပြောပြခဲ့ပါတယ်။ရာကတကယ်တော့မျိုးသုံးလုံးမဲ့ဂျိုတစ်ခုပေါ်ကဂျိုသားတယောက်ဖြစ်ပြီးသူဟာတိတ်ဆုံးတော့မဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုစုပ်ခွာကစက်ကြောရာအနက်ခရင်းနေရဲ့နောက်ဆုံးမှာတော့တက်ရှိတွေပြည့်နေတဲ့ကဘာမျိုးကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ခရစ်တော်မပေါ်မီနှစ်ပေါင်း8000ခန့်မှာသူကကဘာကလူငယ်တယောက်ရဲ့ခန္ဓာကိုယ်ကိုဝင်ရောက်ပူးကပ်ပြီးတိမ့်ပိုက်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ခင်မီနည်းပညာတွေကိုအသုံးချကအီဂျစ်လူမျိုးတွေကိုကြုံပြုခဲ့တယ်လို့သူ့ရဲ့နည်းပညာအတွက်လိုအပ်တဲ့တထုတွေကိုရရှိဖို့လူသားတွေကိုလက်ရှိအပိုင်း S တိုဘော်ကိုခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းရှေးဟောင်းအီဂျစ်လူမျိုးတွေကသူ့ကိုတော်လန်ပုံကန်ခဲ့ပြီးကဘာဘောကစတာဂိတ်ကိုမြေမြုပ်ခဲ့တာပါ။အဲ့လိုပုံကန်မှုမျိုးအပိုင်း S တိုဘော်မှာထပ်မဖြစ်အောင်လို့ရာကဂျိုးဘော်မှာရှိနေတဲ့လူတွေကိုစာရေးခွင့်ဖတ်ခွင့်ပိတ်ပင်ထားခဲ့တာပါ။ဒန်နီယယ်တို့အဖွဲ့ပြန်ပေါ်လန်းကိုရှာနေရင်းမှာပဲစတာဂိတ်ကိုဖွင့်နိုင်မဲ့တင်ကြတွေကိုတွေ့ခဲ့ပေမဲ့ခုနှစ်ခုမြောက်တင်ကြကတော့ပျက်စီးနေတာကြောင့်ဖတ်လို့မရဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပဲပြစ်မစ်မှာကြံခဲ့တဲ့အဖွဲ့နဲ့အဆက်အသွယ်ပြတ်သွားတာကြောင့်ပြစ်မစ်စီကိုပြန်သွားခဲ့ကြပါတယ်။ဒါပေမဲ့ပြစ်မစ်ကိုရောက်တဲ့အခါမှာတော့ရာရဲ့အဆောင်တက်သားတွေနဲ့တိုက်ပွဲဖြစ်သွားတာကြောင့်ဘရောင်းကတိတ်ဆုံးသွားခဲ့ပြီးဒန်နီယယ်နဲ့ကာနယ်ချက်တို့ကတော့ဖမ်းဆီးခြင်းခံလိုက်ရပါတော့တယ်။ရာကသူ့ရဲ့နည်းပညာမြေဝတ်စုံအောက်ကလူသားပုံစံကိုထုတ်ပြလိုက်ပြီးကာနယ်ချက်ကိုတိတ်တိတ်ယူဆောင်လာတဲ့နျူကလ িয়ার ဘုံးကိုပြသနေခဲ့ပါတယ်။ကာနယ်ကလည်းအခွင့်အရေးရတော့တနက်လူကရာကိုပြစ်ဖို့စ조사ပေမဲ့ရာဘေးမှာကလေးလေးတွေဝိုင်းနေရကြောင့်တွေ့ဝေသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရာရဲ့လက်ပါစီကကာနယ်ကိုပြန်လည်နှိမ့်နှင်းပြီးထောင်ထဲကိုထည့်လိုက်ပြီးတော့ဒန်နီယယ်ကတော့ပြစ်ခတ်မှုကြားမှာအသက်ဆုံးရှုံးသွားခဲ့ပါတယ်။အဲ့ဒါတွေကိုတော့စကာတာဦးဆောင်တဲ့ရွာသားလူငယ်လေးတွေကပြစ်မစ်အပြင်ကနေချောင်းကြည့်နေခဲ့ကြပါတယ်။ဒီဘက်မှာလည်းရာကသူ့ရဲ့ဒေါသကိုရွာသားတွေအပေါ်ပုံချဖို့အတွက်သူ့ရဲ့တိုက်လေရင်တွေကိုလွှတ်ပြီးရွာကိုစတင်တက်ခိုက်ပါတော့တယ်။တိုက်လေရင်တွေကရွာကိုဘုံကျဲတက်ခိုက်တာကြောင့်ရွာသားအမြောက်များတေးကြီးတန်ရရခဲ့ပြီးအဲ့လိုလုပ်လိုက်တာကပဲရွာသားတွေကရာအပေါ်တော်လန်ပုံကန်လိုစိတ်တွေဖြစ်ပေါ်စေခဲ့ပါတယ်။တစ်ဖက်မှာတော့ရာကတေဆုံးသွားတဲ့ဒန်နီယယ်ကိုစာကိုဖေးဂတ်စ်လို့ခေါ်တဲ့အသက်ကစတဲ့ချက်ကပြန်လဲအသက်သွင်းလိုက်ပါတယ်။ဒါပေမဲ့လည်းအဲ့လိုလုပ်တာကမေတ္တာရှိလို့မဟုတ်ပဲဒန်နီယယ်ကိုနမူနာအဖြစ်ရက်ဆက်စွာအပြစ်ပေးဖို့ပဲဖြစ်ပါတယ်။နောက်နေ့မှာတော့ရာကရွာသားတွေကိုပြစ်မစ်ရှစ်မှာစုဝေးစေခဲ့ပြီးသူ့ရဲ့စစ်သားတွေကိုဒန်နီယယ်ကိုတတ်ဖို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့ဒန်နီယယ်ကစကာရာတို့အဖွဲ့ကစစ်သားတွေစီကရတဲ့တနက်တွေကိုဝှက်ယူလာတာကိုသတိထားမိသွားပါတယ်။အခွင့်အရေးရတဲ့ဒန်နီယယ်ကမြေကြီးကိုပြစ်ခတ်ပြီးဖုံတွေလုံးထအောင်လုပ်လိုက်တာကြောင့်ဖက်စစ်ခံရသူတွေထွက်ပြေးဖို့အချိန်ရသွားခဲ့ပါတယ်။ဒါပေမဲ့အပြန်အလှန်ပြစ်ခတ်မှုကြားမှာစစ်သားတယောက်ဖြစ်တဲ့ဖရီမန်ကတော့အသက်ဆုံးရှုံးသွားခဲ့ပါတယ်။သူတို့တွေဟာရွာသားတွေနဲ့အတူလန်ကူတစ်ခုထဲမှာခိုလုံချင်းရာကိုပေါ်ပေါ်ချင်ချင်တော်လှန်မှုပြင်ဆင်ကြပါတယ်။အဲ့ဒီအချိန်မှာဒန်နီယယ်ကရာရဲ့အစီအစဉ်ကိုတီးလိုက်ရပြီးအဲ့ဒါကတော့ကာနယ်ချက်ယူလာတဲ့နျူကလ িয়ার ဘုံးကိုစတာဂိတ်ကနေတစ်ဆင့်ကဘာကိုပြန်ပို့ပြီးဖောက်ခွဲဖို့ဖြစ်ပါတယ်။ကာနယ်ကလည်းသူကိုယ်တိုင်ဒီဂျိုမာနေခဲ့ပြီးဘုံခွဲကအန်နီယယ်မှန်သမျှကိုအမြင့်ဖြတ်ဖို့ဆုံးဖြတ်ထားခဲ့တာပါ။ဒါပေမဲ့ဒန်နီယယ်ကသူ့အသက်ကိုအလွယ်တကူအရှုံးမပေးဖို့တိုက်တွန်းခဲ့ပါတယ်။ညနေပိုင်းရောက်မှာတော့စကာရာကနေရပေါ်မှာအောင်ပွဲခံတင်ကြတာတစ်ခုဆွဲနေရကိုကြည့်ပြီးဒန်နီယယ်ကဒါဟာသူတို့ရှာနေတဲ့ခုနှစ်ခုမြောက်တင်ကြတာဖြစ်နေမှသိသွားပါတော့တယ်။အဲ့ဒီနောက်မှာတော့ကာနယ်နဲ့စစ်သားတွေကရွာသားတွေနဲ့ပူးပေါင်းပြီးရာရဲ့စစ်သားတွေကိုစတင်တိုက်ခိုက်ကြပါတော့တယ်။ရွာသားတွေဟာသူတို့ကိုးကွယ်နေတဲ့နက်ဖျားတွေကတကယ်တော့တိမ်မျိုးလူသားဖြစ်နေမှသိသွားတဲ့အခါမှာတော့အားကျက်ပြောပါဝင်တိုက်ခိုက်ကြပါတော့တယ်။
တိုက်ပွဲအတွင်းမှာတော့ရှာရီကအသက်ဆုံးရှုံးသွားခဲ့ပေမဲ့ဒန်နီယယ်ကသူမရဲ့ရုပ်အလောင်းကိုရာရဲ့အာကာသယာဉ်ပေါ်တတိစိတ်တည်ဆောင်သွားပြီးအသက်ကယ်ဆက်နဲ့ပြန်လည်ရှင်သန်အောင်လုပ်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ကာနယ်ကတယ်လီပို့စနစ်ကိုအသုံးချပြီးအနုပစ်ကိုအနိုင်ယူလိုက်သလိုနျူကလ িয়ার ပုံးကိုလည်းရာရဲ့ယာဉ်ပေါ်ကိုပို့လွှတ်နိုင်ခဲ့ပါတယ်။ရာရဲ့အာကာသယာဉ်ကြီးကကောင်းကင်ရံမှာနဲ့အစိတ်အမော်မှာပောက်ကွဲသွားပြီးရုပ်မာတဲ့နဖျားဆိုးကြီးရာလည်းအဲ့ဒီတိုက်ပွဲမှာညီကုန်းချုပ်သွားပါတော့တယ်။မရှင်အောင်မြင်သွားတဲ့အခါမှာတော့ကာနယ်ချက်ကိုဝေါ်စကီနဲ့ဖာရဂျီတို့ဟာကမ္ဘာမြေကိုစတာဂိတ်ကနေပြန်သွားခဲ့ကြပါတယ်။ဒါပေမဲ့ဒန်နီယယ်ကတော့ရှာရီနဲ့အတူအဲ့ဒီဂျိုမှာပဲမိသားစုအစ်စ်နဲ့ဘဝတစ်ခုကိုစတင်ဖို့အဆုံးဖြတ်ကတယောက်တည်းကြံနေခဲ့ပြီးဇလန်းလေးလည်းအဆုံးသတ်သွားခဲ့ပါတယ်။